Oh, my soul, bless His holy name. Never before, oh, my soul, I worship Your holy name. Yeah. It's time to sing your song again. Whatever never lives and whatever lies before you. Let me be singing when the evening comes. Bless the Lord, oh my soul. Oh, my soul, worship His holy name. Sing the name before. Oh, my soul, worship Your holy name. You're rich in love. ဆုတောင်းကြမလို့ကိုရောကျေးဇူးတင်တယ်ကိုရောဟာလေလုယာကိုရောဒီလောကမှာထလောလင်းလောဘလို့လင်းမဲ့ဆိုတဲ့အရာကကိုရောအချိန်မှာနော်ဆက်လင်းတဲ့ကြမှာဒီဟာကိုကိုရောပြောခိုင်းလို့တော့ကျေးဇူးတင်တယ်ဟာလေလုယာဒါကြောင့်ယေရှုနာမကဘာဆက်ဘိုးကြီးပါပြီနော်ကိုရောပြောခိုင်းတဲ့အရာပြောစီခြင်းတဲ့အရာကနော်ရောက်တိုင်းမှာဟာတိဆောက်เสียဖြစ်ပြီးအပြင်ကိုတော့လင်းဖို့ထားနိုင်ဖို့လင်းနိုင်ဖို့အတွက်ကိုတော့မသယေရှုနာမနဲ့ဆုတောင်းပါကိုတော့ဟာလေလုယာကျွန်တော်တက်တိခံတော့ဘုရားသခင်ဒီအလင်းဖြစ်တယ်တက်တိခံတာနော်အနည်းဆုံး9ချိန်ဝန်းကျင်ရှိနော်အလင်းဖြစ်တယ်တက်တိခံတော့နော်ဒီဟာကိုလည်းကျွန်တော်ရထားတာကြာပြီကျွန်တော်တားပြေရထားတာကျွန်တော်တားပြေရထားတယ်ကြာပြီ2008 2009ထဲကျွန်တော်ရထားတာ2010မှာကျွန်တော်နေပေါ့နော်ဒီနော်ဝေးမှာဆိုတော့ဟေရှာယနော်အခန်းကြီး60တော်တော်များသိကြတယ်ဒီကောင်ကဘာမှာဒီကောင်ဒီတရားဟောကြားကဘာမှာတော်တော်လေး favorite ဖြစ်တယ်ဒါပေမဲ့ကျွန်တော်ကပထမဦးဆုံးချိန်ဘုရားပြောခိုင်းလို့ပြောတာဖြစ်တယ်ကျွန်တော်တစ်ခါမှမပြောဘူးလို့ပြောမှာပေါ့နော်တစ်ခါမှမပြောဘူးပါဘူးခင်ဗျာပြောရမယ်ဖတ်တော့ဖတ်ဘူးတယ်မပြောဘူးเนาะအဲကြောင့်ဟေရှာယအခန်းကြီး60တခါမှမပြောဘူးအမေအခုဖတ်ဘူးတယ်เนาะဟိုပြောဘူးတာရှင်းရှိမှာပေါ့เนาะအတန်းနဲ့ဆိုင်ရကျွန်တော်မပြောလို့เนาะအခုကတော့ဘုရားသခင်ကเนาะရှင်းလင်းစွာဘုရားသခင်ကပြီးတယ်ဘုရားသခင်ကပြောခိုင်းတယ်ကို့မှလည်းเนาะဘုရားဒါပြောခိုင်းတယ်ကျွန်တော်ကိုအရင်ပြောဖို့အတွက်ပြင်ဆင်ထားတာတခုရှိတယ်ဒါဘုရားကိုကျွန်တော်မေးတယ်ကိုတော့ပြောရမှာပြောရမလားကိုတော့လုံးဝတော့ပြောခိုင်းလေးဘူးဒီအရင်ပြောခိုင်းတယ်အေရှာ60တော်တော်များတော့ပြောတဲ့လူရှိတယ်အသက်ရှိတဲ့လူတော့ပြောလို့ရှိတယ်တကယ်နေနော်အသက်ဆိုင်ရပြောတဲ့လူရှိတယ်နဲတယ်ဒါပေမဲ့အများစုကျမ်းစာကိုကင်တဲ့လူကအများစုပြောတယ်ကဘာမှာ favorite ကျမ်းထဲမှာအဲ့ကျမ်းလည်းပါတယ်ဗောနော်အေရှာ60အခန်းကြီး60အခန်းကြီး1ဖတ်တင်ထလောလင်းလောတင်းအလင်းရောက်လာတယ်။နောက်ထာဝရဘုရား၏ဘုန်းတော်ဒီတည့်အပေါ်မှာပေါ်ထွန်းလျက်ရှိတယ်။ကြည့်ရှိလောမောင်မိုက်ဒီမြေကြီးကိုဖုံးလွှမ်းလိမ့်မည်။သူတတ်တော်မောင်မိုက်ဒီလူများကိုဖုံးလွှမ်းလိမ့်မည်။တိုးတော်လည်းတင်းအပေါ်မှာထာဝရဘုရားဒီပေါ်ထွန်းတော်မူ၍ဘုန်းတော်ဒီတင်းအပေါ်မှာထင်ရှားလျက်ရှိတယ်။တပါးမျိုးတို့ဒီတင်းအလင်းကို၎င်းရှင်မေတို့ရှင်မေတို့ဒီတင်း၌ပေါ်ထွန်းတော်အကြောင်းကို၎င်းနော်လာကြလိမ့်မည်။ကိုယ့်ပေါ်မှာလင်းတဲ့အလင်းအဖြစ်နော်တပားမျိုးသားတွေလာပြီးတော့နော်လာမီခိုတော့ကွာပြောမစရင်တော့ဒါပေမဲ့ကိုယ့်ဘာလဲအလင်းကဘုရားအလင်းဖြစ်တယ်ဘုရားခင်ဒီအလင်းဖြစ်တော်မူတယ်ဒီမှာနော်ရှင်ယောအခန်းကြီးဒီကတော့အချိန်ချင်းပဲကျွန်တော်ပြောဘူးလေပထမဆာဆောင်နော်အခန်းကြီးပထမဆာဆောင်အချိန်ချင်းပြောဘူးလေဒီကတော့နော်တက်ကြည့်ကြည့်တဲ့နော်ဒါကိုအချိန်ချင်းကျွန်တော်ပြောဘူးလေ
yeah thank you ကြည့်တယ်နော်ဒီကိုအခုလောလောဆယ်မှာ yeah hallelujah hallelujah ကျေးဇူးတင်နော်ဒီမှာရှင်ဟောပထမဆုံးအခန်းကြီးရှင်ဟောပထမဆုံးအခန်းကြီးအခန်းငယ်9မှာထိုနှုတ်ကပတ်တော်ထံမှငါတို့ဒီကြားရ၍သင်တို့အားပြသတော်တရားစကားဟုမူကားဖျားသခင်ဒီအလင်းဖြစ်တော်မူ၏ကျွန်တော်သားပြောကြတဲ့ကျွန်တော် receive လုပ်ထားတာဒါပေမဲ့ကျွန်တော်ကအဲ့ဒီရှင်ကကျမ်းစာဖတ်တာ၄ခေါက်လောက်ပဲရှိမယ်တော့၄ခေါက်လောက်ရှိမယ်ဒါပေမဲ့နောက်ပိုင်းအသက်ဖြစ်လာကျွန်တော်မြင်တော့ဒီအလင်းနဲ့ပတ်သက်သူတို့မှအသက်ဖြစ်တာဘုရားသခင်အလင်းဖြစ်တယ်ဘုရားသခင်အလင်းဖြစ်သက်ဖြစ်တယ်ဒါဒီမကဒီဘုရားသခင်ဘာပြောလဲဘုရားသခင်လည်းမှောင်မိုက်အလင်းမရှိပြောမစလောကနဲ့မဆိုင်ဘုရားအလင်းဖြစ်တယ်မှောင်မိုက်နဲ့မဆိုင်နော်ဆိုတော့ဒါလေးဟိုရှင်ရောအခန်းကြီးတက်မှာရှိတယ်နော်အခန်းကြီးတက်မှာရှိတယ်ခရစ်ဝင်ကျမ်းအခန်းကြီးရှင်ရောအခန်းကြီးတက်မှာဆိုအခန်းကြီးနှုတ်ကပတ်တော်ပြဘုရားသခင်နှုတ်ကပတ်တော်ဒီဘုရားသခင်တော့တစုံတစ်ခုမှမရှိဘူးအမှောင်မိုက်ဒီမခံယူဒါဖို့ဘုရားသခင်အလင်းအဲ့လိုမျိုးနော်အလင်းဒါမျိုးရှိရောဘုရားသခင်ဒီအလင်းဖြစ်တော်မူပြီးဘုရားသခင်နဲ့မှောင်မိုက်အလင်းမရှိငါတို့ဒီဘုရားသခင်နဲ့မိတ္တာဖွဲ့ပြီးဆိုတဲ့မှောင်မိုက်နဲ့ကျင်လေတစ္ဆာတရားကိုမကျင့်ဘူးတော်တော်ဘုရားသခင်နဲ့ငါတို့မိတ္တာဖွဲ့ပြီးပြောပြမယ်လေဒါပေမဲ့မှောင်မိုက်နဲ့နော်တစ္ဆာလိုက်မကျင်ဘူးနော်ဟာလေတစ္ဆာလိုက်မကျင်ဘူးမှောင်မိုက်နဲ့ကျင်လေလင်းတဲ့တစ္ဆာလိုက်မကျင်ဘုရားတစ္ဆာမရှိဘူးကိုမကိုးကွယ်ဘူးဆိုရင်မူသားမှောင်မိုက်နဲ့မှာပဲဒါကျင်လေပြောတယ်ဘုရားသခင်ဒီအလင်း၌ရှိတော်မူကဲလို့ငါတို့ဒီအလင်းနိုင်ကျင်လေလျက်အချင်းချင်းမိတ္တာဖွဲ့ဘုရားသခင်အလင်းဖြစ်တဲ့ဘုရားသခင်မိတ္တာဖွဲ့ငါတို့အချင်းချင်းမိတ္တာဖွဲ့အဲ့ဒီမိတ္တာဖွဲ့တဲ့မှာအလင်းဖြစ်တာအာမင်ဟာလေလုယာကျေးဇူးဘုရားသခင်သားတော်ယေရှုခရစ်အသွေးတော်ကြောင့်ငါတို့အပြစ်တော့အပြစ်နဲ့ကင်းစင်သွားပြီဆိုရင်ဒါဆိုလုံးဝဘုရားတားဖြစ်သွားပြီတော့အလင်းဖြစ်သွားပြီနော်မင်းကိုအပြစ်မရှိဘူးဆိုတော့ကိုလှည့်ပါကြကြီးငါတို့ရဲ့တစ္ဆာတရားမရှိဘုရားသခင်ကိုတချို့တော့ဘုရားရပြီးတော့တစ္ဆာမရှိတဲ့လူရှိသေးတယ်နော်ဘုရားမရတဲ့လူကထားလိုက်တော့နော်မောင်မိုက်ဝက်ဆွဲလာကိုအပြစ်ကိုဖော်ပြတောင်းမှလည်းငါတို့ဒီအပြစ်မြောက်လို့ဒုစက်ရှင်းမြောက်ကင်းစင်ဘာပဲဖြစ်ဖြစ်နော်ဘုရားနဲ့တွားနေရင်လည်းခန္ဓာစိတ်ဝိတော့မနှောဆိုတဲ့ຢာကထိလို့မရဘူးနော်ထိလို့မရကတော့ဒီအပြစ်တွေးဆောင်တော့ပါတတ်တယ်ဆိုဒီအပြစ်ကိုကွာချက်ချင်းဝိညာဉ်တော်ကဖော်ပြလို့ရှိရင်ချက်ချင်းကိုတောင်းမှလိုက်ဟာပြီနော်ဟာလေလုယာဘုရားသခင်တစ္ဆာနဲ့တကောင်ဖြောင်းမခြင်းတရားပြည့်စုံပြီတဲ့ဒုစရိုက်ကိုမပြီးငါတို့ဒီဘုရားသခင်အမှုသားပြောနှုတ်ကပတ်တော်ဒီငါတို့၌ဟာလေလုယာမရှိရတကယ်လို့မှုသားပြောတဲ့ဘိုင်းဆိုရင်နှုတ်ကပတ်တော်စီနှုတ်ကပတ်တော်ဘုရားသခင်ဖြစ်တယ်ဘုရားသခင်ငါတို့၌မရှိနှုတ်ကပတ်တော်ငါတို့၌မရှိတော့ဘုရားသခင်မရှိတော့ပြောတာကျမ်းစာကိုပြောနေတာမဟုတ်ဘူးတော့နှုတ်ကပတ်တော်ဆိုတော့ပဇာနဲ့ရှော့ပြောနေတာမဟုတ်ဘူးဘုရားသခင်ကိုယ်တော်တိုင်မရှိတာပြောတာဘုရားမရှိရင်ကြားပဲလေအပြစ်တွေးဆောင်တော့ပါမှာပဲလေအာမင်အာမင်ဟာလေလုယာဟုတ်ပြီကျွန်တော်အဲ့ဒါပတ်သက်ပြီးတော့ကျွန်တော်သိကြတယ်လောကမှာစားဖြစ်တဲ့အလင်းဖြစ်တယ်ဆိုတော့โอเคစားဖြစ်တဲ့လင်းဖြစ်တယ်ဆိုတော့လောကမှာဆိုတော့လောကသားနဲ့မတူတာပြောတာနော်လောကသားတွေရောက်ရခန့်နေကိုရောက်ရမခန့်ဘူးဒါဆိုတော့နော်အလင်းဖြစ်တယ်ပေါ့နော်ဒါဆိုလင်းဖြစ်တယ်ပေါ့ဒါကျွန်တော်တို့သိပြီလားပဲနော်လောကသားတွေကညစ်တဲ့ချင်းမရှိကျွန်တော်ညစ်တဲ့ချင်းရှိတယ်ဒါအလင်းဖြစ်တာပေါ့ဒါသိပြီလားပဲနော်အလင်းဖြစ်တယ်ဒီလိုလင်းတာပေါ့စားဖြစ်တယ်ဆိုတော့ကိုနဲ့တွေ့တဲ့လူတိုင်းကိုကလောကထဲမှာစိတ်မညစ်ဘူးဆိုရင်ကိုကအလင်းဖြစ်တာပဲလောကသားတွေကစိတ်ညစ်တာစိတ်မညစ်ဘူးပူပန်ခြင်းမရှိဘူးဆိုရင်အလင်းဖြစ်တာပဲဒါပေမဲ့ကိုနဲ့တွေ့တဲ့လူတိုင်းမှာစိတ်ညစ်တဲ့လူတွေပူပန်ခြင်းရှိတဲ့လူကမရှိတော့ဘူးဆိုရင်အဲ့ဒါစားဖြစ်သွားပြီကိုနဲ့တွေ့တဲ့လူတိုင်းအမြဲတမ်းဝမ်းမြောက်တယ်ဆိုတော့ကိုဝမ်းမြောက်တယ်လို့အရသာရှိတယ်လို့စားထည့်လိုက်ရင်အရသာရှိသွားတယ်ကိုနဲ့တွေ့တဲ့လူကကိုကစားဖြစ်တဲ့ကြောင့်ကိုနဲ့တွေ့တဲ့လူကသူကစိတ်ညစ်တဲ့အရာကြီးပျောက်သွားရင်အဲ့ဒါစားဒါကလည်းကျွန်တော်လည်းသိတယ်ထလို့လင်းလို့ဆိုတာလွယ်တဲ့ကိစ္စမဟုတ်ဘူးကိုယ့်ဘောနဲ့ကိုထားရင်မောက်ရက်လဲမလဲပလက်လာတယ်ကိုယ့်ဘောကိုထားလိုက်ဒါကိုကျွန်တော်က2010တဲကကျွန်တော်ဆင်နေတာနော်ဝေးမှာဘုရားကျောင်းတစ်ကျောင်းမှာပဲနော်ဆရာနော်အနေပေါ့ဒီဘက်ရောက်လာတဲ့နော်တိုင်းဒါကင်းလူမျိုးတွေပေါ့နော်လူမျိုးတွေကြားထဲမှာပြောတာပေါ့နော်2010မှာနော်အဲ့ဒီမှာဘုရားကျောင်းမှာလင်းလို့ထားလို့ဆိုတာကျွန်တော်အဲ့ဒါဆင်နေတာနော်အခုမနေ့ကမှနော်မနေ့ကမှတော့အသက်ဖြစ်သွားတယ်နော်မနေ့ကမှအသက်ဖြစ်တယ်ဒီကထားလို့ဆိုတော့ရှင်းနေပြီလေဆိုတော့မနေ့ကမှအသက်ဖြစ်တော့ဘာအသက်ဖြစ်လဲဆိုတော့ဘာအသက်ဖြစ်ဆိုတော့လောကကိုကိုယ်ကစိတ်ဝင်စားဘူးနော်လောကရဲ့စကားတွေလောကရဲ့အနေနဲ့နော်ဆွဲဆောင်မှုတွေလောကရဲ့နော်ဟာအရာတွေခိုးအရာတွေစိတ်ဝင်စားဘူးဆိုလို့ရှိရင်နော်ကိုယ်တက်တာမှာဘာဖြစ်လဲဆိုတော့နော်ဖះရဲ့ကောင်းမြတ်ခြင်းတွေကစီးစင်းနေတယ်ဆိုတော့လုံးဝဘယ်လိုပြောမလဲအခုငြိမ်တက်လိုက်အခုမငြိမ်တက်လိုက်မို့ဖះခင်နဲ့ကိုယ်နဲ့မိသားဖွဲ့နေတဲ့အချိန်တောက်ချက်အားလုံးဟာ
အလင်းဖြစ်နေတာဟာလေလုယာအာမင်အာမင်တရားနဲ့မိတ္တာဖွဲ့တဲ့အရာတော့လောကနဲ့ကိုယ်နဲ့မဆိုင်ဖြစ်နေနော်လောကမှောင်မိုက်ဖြစ်တယ်နော်လောကနဲ့ကိုယ်နဲ့မဆိုင်တဲ့ကြောင့်ကိုကဘာဖြစ်လဲအလင်းနဲ့ဆိုင်တဲ့ကြောင့်ကိုကအလင်းနဲ့မဖြစ်တဲ့ကြောင့်ကိုကအလင်းဖြစ်နေတာအာမင်ဟာလေလုယာဟာလေလုယာအာမင်အဲ့ဒါတော့ဘုရားသခင်ကကိုယ်မှာရှိပြီးသားဖြစ်ပြီးသားဒါမဲ့ဒီကျမ်းစာကအတက်မဖြစ်ဘူးနှုတ်ကပတ်တော်မဖြစ်ဘူးကျမ်းစာတော့ကျွန်တော်ဒီမှာနှုတ်ကပတ်တော်မဖြစ်ဘူးကျွန်တော်အခုအဲ့ဒီအတိုင်းကိုအသက်ရှင်နေဆိုတော့နော်လင်းနေတာပေါ့အာမင်ဟာလေလုယာအထလို့ဆိုတော့အကောက်ထားရင်ခုနပြောသလိုပဲမောက်ရည်လေးနဲ့ပလက်လာနေမယ်ထလို့ဆိုတဲ့ဟာကထလို့ဆိုတဲ့အရာကဆိုတော့ဘုရားသခင်မရှိဘဲနဲ့ထလို့မလွယ်ဘူးနော်ဘုရားသခင်မရှိမှထလို့မလွယ်ဘူးကိုယ့်ကိုယ်တော်ထားလို့ရတယ်ဒါပေမဲ့ဘယ်လိုပြင်မလဲဘုရားသခင်ရှိတဲ့ခါကျတော့ဟာဘုရားသခင်မရှိတဲ့ခါကိုမပြောချင်လေပြောကိုပြောရတယ်မပြောချင်ကိုဇာတိရမပြောချင်မင်းနဲ့ဘုရားပြောခိုင်းတယ်ပြောကိုပြောရတယ်ဘုရားပြောခိုင်းတဲ့ကမပြောလို့မရဘူးအဲ့ဒါပဲကိုစီကထွက်တဲ့အရာအားလုံးကအလင်းနဲ့ဆိုင်တဲ့အရာဖြစ်တယ်နော်ကိုမပြောချင်ပေမဲ့ကိုမထားချင်ပေမဲ့ထပြီးပြောကိုပြောရတယ်ထပြောမပြောလို့မရဘူးဆိုတော့အဲ့ဒါမျိုးကအကျဉ်းချင်းဖြစ်တယ်အဲ့ဒါမျိုးအကျဉ်းချင်းတက်တည်လည်းဖြစ်တယ်အကျဉ်းချင်းလည်းအသက်ဖြစ်တယ်နော်အစင်မပြတ်လည်းအသက်ရှင်ဆိုတော့နော်ဒါကြောင့်အခုဒါဒီရောက်ကျွန်တော်အခုနော်ကျွန်တော်ရတဲ့ကျွန်တော်တက်တည်ဖြစ်တဲ့အရာတစ်ခုနော်တက်တည်ဖြစ်တဲ့အရာရတဲ့အရာတစ်ခုပြောပဲအစီအစဉ်တရားနောက်မချိဒါကြောင့်ဘုရားပြောခင်ဘုရားတကယ်အဲ့ဒါကိုခဏထားခိုင်းတယ်ဒီကအချိန်ပြီးပြောလို့ရတယ်ဆိုတော့အခုဒီအရာကိုဘုရားတကယ်ဦးစားပြီးပြောခိုင်းတယ်ဆိုတော့ဒီအရာကိုကျွန်တော်ဦးစားပြီးပြောအဲ့တော့ထလို့ဆိုကိုယ့်ကိုထတာမဟုတ်တော့ဆိုတော့ကိုယ့်ကိုပြောတာမဟုတ်တော့ဆိုတော့ဘုရားခင်ကအရာပြောခိုင်းနေတဲ့ຢာတွေကကိုလည်းမပြောလို့မဖြစ်တော့ကိုလည်းမထလို့မဖြစ်တော့အဲ့ဒါကိုပြောတာမပြောရရင်မနေနိုင်ဘူးမထရရင်မနေနိုင်ဘူးဆိုတော့အဲ့ဒါပြောမပြောရမနေနိုင်မထရမနေနိုင်အဲ့ဒါပြောဆိုတော့လက်ခံလားမလက်ခံလားပတ်တိုင်းနော်လောကသားကြီးကြီးလိုက်ရင်အကုန်စိတ်ကြီးစရာကြီးပဲနော်စိတ်ကြီးစရာကြီးပဲဟုတ်ပြောမယ်အခုကြည့်လိုက်ဒီဟာလေလုယာအလုပ်ပြောလို့အများကြီးပဲလုပ်ကြည့်လိုက်ကျွန်တော်တို့အလုပ်ရှိမရှိဒါရေးမကြည့်ကျွန်တော်တို့အလုပ်ကနိုင်ငံတော်နဲ့ဖြောင်းမချင်းဒါပဲလောကအရာကတည်တဲ့အတိုင်းပဲသူတို့ခုနပြောပြီးလေဒီမှာဗာပြောပြီးဒီမှာရှင်းလားရှင်မြေတို့ဒီတင်တိုင်းပေါ်ထွန်းခြင်းအယောင်ကိုလာဒါပဲနော်အဲ့ဒီရှင်မြေလောကသားတွေကပေါ်ထွန်းခြင်းကိုရှင်မြေကလိုအပ်နေတယ်အာမင်အဲ့ဒါဆိုရင်တော့ဟာလေလုယာပါအာမင်ဒါပဲလေကိုရှိနေလို့ရှိရင်တပါးမျိုးသားတို့ဒီတင့်အလင်းကို၎င်းနော်ရှင်မြေတို့ဒီတင်တဲ့ပေါ်ထွန်းအယောင်အဲ့ဒီနေရာမှာကိုကလိုအပ်နေတယ်လိုအပ်နေလို့ရှိရင်တို့လိုအပ်ရင်ကိုခေါ်မှာပဲအာမင်ကိုမရှိမဖြစ်ဘူးဒီသဘောမျိုးပေါ့နော်အရှိကိုပြန်ဖတ်မယ်ဆိုရင်ကြည့်ရှုလောလေမှောင်မိုက်ဒီမြေကြီးကိုဖုံးလာတယ်မှောင်မိုက်ဖုံးလာဒါသိပြီးသားနော်ဖျားမရတဲ့လူတွေသိပြီးလောကသားတွေသိတယ်သူတို့မှောင်မိုက်ထဲမှာနေတယ်ဆိုတော့သူတို့သိတယ်ဒါပေမဲ့သူတို့မသိဘူးမှောင်မိုက်ထဲမှာနေတယ်သူတို့ဘောအောင်းမိတယ်သူတို့မှောင်မိုက်ကြီးနော်ထူထပ်တော်မှောင်မိုက်ဒီလူများကိုဖုံးလွှမ်းတယ်အဲ့ဒါပြောလားသိတယ်ဒါပေမဲ့မသိဘူးအေးမှောင်မိုက်ကြီးကဘောလို့ထင်ကြတယ်တိုးတော်လေတင်းအပေါ်မှာထောင်ရဖျားကြီးပေါ်ထွန်းတော်မူဘုံတော်ဒီတင်းအပေါ်မှာထင်ရှားလျက်ရှိတယ်တင်းအပေါ်မှာထင်ရှားလျက်ရှိတယ်ဆိုတာအဲ့ဒါအလေကိုကမထားခြင်းပဲနဲ့တော့မှဒီလင်းတဲ့အရာကဘယ်လိုပြောမလဲကိုယ်နဲ့မိသားဖွဲ့ခြင်းတယ်ဒါမျိုးပေါ့ကိုဘယ်လိုလဲကိုယ်နဲ့တွေ့ခြင်းတယ်ဟာလေလုယာမျောလင့်တော့ကိုဘယ်တော့လာမလဲကိုဘယ်ချိန်ကိုနဲ့တွေ့ရမလဲမျောလင့်တယ်ဒါပဲကြီးအဲ့ဒါအလင်းကြီးကိုနဲ့တွေ့လိုက်မှအလင်းပြအဲ့လိုပေါ့နော်လူတွေရဲ့အသက်တာပြောဒီမှာတက်ကစဖတ်မယ်တင်ထလောလင်းလောတင်းအလင်းရောက်လာပြီထာဝရဘုရားကြီးဘုန်းတော်ကြီးတင်းအပေါ်မှာပေါ်ထွန်းလျက်ရှိသည်ကြည့်ရှုလောမော်မိုက်ဒီမြေကြီးကိုဖုံးလွှမ်းလိမ့်မယ်ဒါပြဘုန်းတော်ကြီးတင်းအပေါ်မှာပေါ်ထွန်းလျက်ရှိသည်ထာပြဘုန်းတော်တင်းအပေါ်မှာပေါ်ထွန်းလျက်ရှိသည်ဘုရားသခင်နဲ့ကိုယ်နဲ့မိသားဖွဲ့နေဘုရားသခင်ကိုယ်ကအသက်ဖြစ်နေတယ်ဆိုတော့အဲ့ဒါပဲလေအဲ့ဒါလင်းနေတာလေဒါပဲလေဒါကိုပြောတာနော်ဒါကိုကျွန်တော်ကသိတယ်ဒါပေမဲ့အခုဘုရားပြောခိုင်းပြီးကျွန်တော်ပြောတာနော်ဒါပတ်တော့ဥဆုံးချင်းကျွန်တော်ပြောတာနော်ကျမ်းစာဖတ်ဘူးလေနော်ဟိုအနေငယ်ပြောဘူးတာလည်းရှိတယ်ဒါပေမဲ့အခုကတော့ဖျားပြောခိုင်းလို့ပြောတာအာမင်ဟာလေလုယာတေထာကိုလေးတင်းရင်ရောက်လာထာဝရဘုရားဘိုးတော်တစ်ပေါ်ထွန်းတယ်ပေါ်ထွန်းတာကြားပြီကြည့်ရှုလို့မမိုက်ဒီမြေကြီးကိုဖုံးလွှမ်းပြီထူထတော်မမိုက်လူများကိုဖုံးလွှမ်းပြီတိုးတော်လည်းတင်းအပေါ်မှာထာဝရဘုရားဘုန်းတော်နော်ပေါ်ထွန်းတော်မူ၏ဘုန်းတော်ဒီတင်းအပေါ်မှာထင်ရှားလက်ရှိဒ
တဘာမျိုးရလို့တင်းအလင်းကို၎င်းဒါပဲလေလောကသားတွေကတင်းအလင်းကို၎င်းလောကမှာရှိတဲ့ရှင်ပြည်တင်းအလင်းကိုဒါကြောင့်လောကကိုလိုအပ်နေတာအာမင်ပြီးပြီလေဒါပဲလေအာမင်ဒါကိုကြည့်လို့အရေးကြီးတာအာမင်နော်ဆက်ပြီးဖတ်မယ်ဆိုရရတို့မျှော်ကြည့်လို့ခတ်သိန်းတို့သူတို့ဒီစုဝေးတစ်ထန်လို့လာကြပြီဟာလေလုယာအဲ့ဒါပဲလေကိုကထပြီးတော့ပြောစရာမလိုဟာထပြီးတော့လင်းစရာမလိုပဲနဲ့ဆိုတာကိုရှိတဲ့နေရာကိုစီကိုနဲ့တွေးကျင်တဲ့နေရာကိုမျောလင့်နေရနော်အဲ့ဒါမျိုးပေါ့နော်ဆိုတော့ဘဲချင်းကိုရောက်လာမလဲဘဲချင်းငါတွေးမလဲဆိုတဲ့အရာကတော့အဲ့ဒါမျိုးပေါ့နော်သူတို့မျောလင့်တယ်ခတ်သိန်းတို့သူတို့ဟာတဲ့နော်တင်တို့ဤသားသမီးတို့ဒီအဝေးကလာပြီးတင်းအနားမှာဘာဖြစ်လဲဝေးသားကြီးခံရလိမ့်မယ်ဟုတ်ပြီအချိန်တိုင်းဘာပဲထိုအခါတင်းဒီကြောက်ရွံ့ခြင်းနဲ့ရှင်လန်းခြင်းရှိလိမ့်မည်ရဲ့နော်နှလုံးတုံးလို့ရဝမ်းမြောက်လိမ့်မည်အကြောင်းမူကတပုတ်တရားကျွယ်ဝသည်တင့်ဘက်မှာပြောင်းလဲတဘာမျိုးလာလို့စီးစိမ်တင့်လက်တို့ရောက်လိမ့်မယ်ဒါထိုးရတယ် automatic နော်ဘုရားသခင်ကလာမယ်ဆိုတော့ဒါပြောလားထလို့လင်းလို့ဆိုတော့ကိုကိုထတာမဟုတ်ဘူးနော်ကိုပြောတာမဟုတ်တော့ပဲနဲ့နော်မပြောချင်ကိုယ့်စန္ဒာကမပြောချင်ပေမဲ့ဘုရားပြောခိုင်းလို့ရှိရင်မပြောလို့မရအောင်ဘုရားထခိုင်းမထလို့မရအောင်အဲ့ဒါကိုပြောတာအလကားကြီးဟေးထလို့လေးကျွန်တော်သူများထခိုင်းတယ်မထဘူးကျွန်တော်ကတမျိုးသူများထခိုင်းတယ်မထဘူးသူများယုံလို့သူများယုံခိုင်းတယ်မယုံဒါပေမဲ့ဘုရားပြောမှပဲကျွန်တော်ယုံတာကျွန်တော်ဘုရားပြောမှကျွန်တော်ထတာကျွန်တော်အဲ့ဒီအစားတော့ပါတယ်နော်ကျွန်တော်အဲ့ဒီအစားမျိုးလူတွေကိုလည်းကျွန်တော်တိတ်စိတ်ဝင်စားဘူးဘာပြောကျွန်တော်မယုံဘူးဒါပေမဲ့နားထောင်တယ်မယုံဘူးနော်မာနာလည်းမဝေပါဘူးနော်ဒါပေမဲ့ကျွန်တော်ကဘာလဲဆိုတော့တကယ်လို့နော်ဖះတုံးတဲ့တကယ်မှန်ရင်ဖះဟိုကဖြစ်တကယ်မှန်လို့ရှိရင်နော်တကယ်မှန်လို့ရှိရင်ကို့မှာအသက်ဖြစ်ရင်လည်းကို့ဖះတုံးပါပဲနော်ကို့မှာနော်ပန်လို့ရှိရင်ဖះတုံးပါပဲနော်အဲ့ဒီပြောတဲ့တိုင်တော့ကျွန်တော်လုံးမှာမဟုတ်ဘူးဒါပေမဲ့မှန်လို့ရှိရင်ဖះကို့ပြောမှာပဲဒါပဲလေအဲ့ဒါပဲဒါပဲအဲ့ဒါပဲဒါကျွန်တော်နားထောင်တယ်ကျွန်တော်ကဘယ်သူပဲပြောယုံတဲ့ထင်မှာကျွန်တော်မပါဘူးဖះမရခင်အခြေရလဲကျွန်တော်တန်းပဲမရခင်အခြေရလဲဘယ်သူပါပြောကျွန်တော်မယုံနားထောင်တယ်မယုံအမားလည်းမှန်တယ်လည်းကျွန်တော်မပြောဘူးကျွန်တော်နားထောင်လဲစဉ်းကျင်တယ်နော်ဆိုတော့ကျွန်တော်အသက်ဖြစ်လာတဲ့ခါကျရင်သူများတွေဖះအသုံးပြုတယ်တကယ်ဖះအသုံးပြုလို့အသက်ဖြစ်လို့ပြောတာကျွန်တော်စဉ်းကျင်တယ်ကို့ကအသက်ဖြစ်မှကိုပြောတာဒါပဲကို့မှာအသက်ဖြစ်ကိုကော်ပီလည်းကျွန်တော်မလုပ်ဘူးကို့မှာအသက်ဖြစ်မှကိုပြောတယ်ကို့မှာအသက်ဖြစ်မှဖះအသက်ဖြစ်တော့မှဖះပြောခိုင်းမှပြောတယ်များတော့ဖះအာမင်ဟာလေလုယာယေရှုနာမကဘာဆက်ဘုန်းကြီးပါစီတော့တင်ထလို့လင်းလို့ဘယ်လိုမယ်မထားခြင်းပဲနဲ့ဖះတခင်ကိုယ်စီမှာရှိရင်ထားဖို့ထားရတာနော်ကိုဟိုနေကိုလင်းကိုထိုးစရာမလိုမယ်ကိုရှောက်လင်းပြီးတော့ကြားစာကြီးတိပြီးတော့ငါလင်းပြီးဆိုပဲရှောက်ပြောနေတယ်ကြတယ်မပါဘူးကြားစာကိုလေးလာပြီးတော့တော့သူများတွေကိုဟိုနေပေါ့ဘယ်ပြောမလဲအလင်းပြတဲ့ထဲမှာကျွန်တော်မပါဘူးအလင်းတွေလိုက်ပေးနေဖះအသက်ရှင်တဲ့ပုံစံကိုလေးလာပြီးတော့အသက်ရှင်တဲ့အကြောင်းကိုသူကဘယ်လိုအသက်ရှင်နေဘုရားနဲ့ဘယ်လိုမိတ္တာဖွဲ့ရမလဲအဲ့ဒါမျိုးမပါဘူးကျွန်တော်ဆိုရင်ဘုရားအသက်ရှင်တဲ့အရာကဒီဘုရားတင်လို့ထဲရောက်လာရင်အဲ့ဒီဘုရားတင်လို့တင်ပေးလိုက်မယ်အာမင်တင်လို့တင်ပေးလိုက်မယ်အဲ့ဘုရားကိုလည်းတင်ပေးလိုက်မယ်ကျွန်တော်မှအသက်ဖြစ်တဲ့အရာတင်လို့စားမယ်ဝိညာဉ်စားမယ်ဟာပဲဒါကြောင့်ကျွန်တော်ပြောတာအဲ့ဒါကြောင့်တော်တော်များကျွန်တော်ဘာကိုကျွန်တော်ယူရဲဆိုတော့နော်ဘာမှမသိရင်နေပါစေဘုရားသခင်မသိတဲ့လူမှာဘုရားသခင်အလုံးလုံးလာပြီဆိုရင်နော် तू ကမသိတော့တဲ့ကြောင့်သူ့နှုတ်တွေကထွက်လာတဲ့အရာကနော်တချို့ဟာကြိုက်နော်ကျမ်းစာထဲမှာရှိရတချို့ဟာကြိုက်နော်ကျွန်တော်ကိုယ်တိုင်သိတာဘုရားပြောနေပြီဆိုတော့ကျွန်တော်သိတယ်သူသိလို့ပြောတာမဟုတ်ဘူးဆိုတော့အဲ့ဒါမျိုးတချို့ကြတော့နော်ဟိုကြားဘူးလားတွေနားထောင်ပြီးလားလေးလာဟာတွေပြောတာဒါပေမဲ့ကိုမိသားထဲမှာကိုကမဘာမှမပြောဘာကြောင့်ဆိုတော့ဒါပေမဲ့သူတို့ထဲမှာလည်းနော်ဖရားရဲ့နော်ဒီဖရားနဲ့ဆိုင်တဲ့အရာတွေပေါ်လာတတ်တယ်သူတို့ကမသိပေမဲ့ပေါ်လာတတ်တယ်အဲ့လိုမျိုးရှိတယ်အဲ့ဒါကြောင့်ဘယ်လိုပဲကျွန်တော်နားထောင်ပေးတယ်ဒါပေမဲ့များသောအဖြစ်ကတော့နော်ဆိုတော့ကျွန်တော်ပြောသလိုပဲနော်ဘယ်သူဘာပြောမယုံဘယ်သူထားကျွန်တော်မထားဘူးဘယ်သူလင်းခိုင်းကျွန်တော်မလင်းဘူးဒါပေမဲ့ဘုရားသခင်ကပြောခိုင်းပြီဆိုရင်တော့ဒါပဲဘုရားကြီးကိုထားခိုင်းပြီဒါပဲရှင်းလေးပဲနော်အကြည့်အဲ့လူတွေအခုလိုအပ်နေတာအဲ့ဒါပဲဒီအလင်းလိုအပ်နေတယ်နော်ဒီအလင်းလိုအပ်နေတယ်ထားလို့မင်းလောက်ကြဖះမရဘူးဘယ်လိုမှလုပ်လို့မရဘူး
ဘယ်လောက်ပဲကျန်းစာကြောင်းပဲဘယ်လောက်ပဲတက်တယ်ကျွန်တော်တက်ပြီးဘယ်လောက်ပဲတက်တယ်ဖះမရရင်မရအောင်နော်ဖះမရဆိုတော့ဟာနေပေါ့ဘယ်လိုပြောမလဲနော်တိတာတင်ပြီးကျောင်းဆရာတော့ဖြစ်သွားတယ်ကျောင်းဆရာတော့ဖြစ်သွားတယ်နော်ဖះသုံးတဲ့ဖះသုံးတဲ့နော်တကယ်သုံးတဲ့ဖះရဲ့နော်ဖះရဲ့လူကဖြစ်မှာမဟုတ်နော်ဖြစ်မှာမဟုတ်ကျောင်းဆရာတော့ဖြစ်သွားမယ်ဘာလို့လဲဆိုဖះသူတိတာရှောက်ပြောတာလေလေးလာတာရှောက်ပြောတယ်ဖះရဲ့နော်လှုပ်ရှားမှုဖះရဲ့အသက်ရှင်တဲ့ဟာတွေရှောက်ပြောနေဆိုအဲ့ဒါကြတော့ဟိုနော်တိတာပြောပြပြီးတော့တိတာကိုနော်တင်ပေးတာပဲရှိတယ်နော်အဲ့ဒါအကြောင်းဆရာနဲ့တူတူပဲအဲ့ဒါနော်ဒါကြောင့်ယေရှုနာမရဲ့ဖျားရှိကောင်းကြပါစေတင်ထလောလင်းလဲဆိုတာကိုယ့်ကိုထားလို့မရဘူးနော်ကိုယ့်ကိုလင်းလို့မရဘူးနော်ဖះရောက်လာရင်ဖះပြောခိုင်းမပြောရမနေနိုင်ဘူးအဲ့ဒါဖះတခင်ထခိုင်းတာပဲဖះတခင်လင်းခိုင်းတာမပြောရမနေနိုင်ဘူးကိုထွက်လာတဲ့အရာတွေအားလုံးဟာနော်ဒီတော့ကြားတဲ့လူရောက်တိုင်းလည်းဖះတခင်နော်လိုချင်တဲ့လူရောက်တိုင်းပေါ်လည်းဖះတခင်ကြားတဲ့လူရောက်တိုင်းမှာလည်းခုနပြောသလိုပဲကိုနဲ့တွေ့လို့လိုက်ဘယ်လိုဖြစ်ပဲနော်စားကိုရရှိအရသာရှိကြလို့ဖြစ်သွားမှာပဲကိုနဲ့တွေ့လို့လိုက်ဗာလဲနော်ပိတ်နေတဲ့အရာတွေပွင့်သွားမှာပဲနော်လင်းသွားမှာပဲဒါကြောင့်ယေရှုနာမရောက်တဲ့ဖျားရှင်ကောင်းယူပါစေအဲ့လိုပဲနော်ထားဖို့လင်းဖို့ဆိုတာနော်ဖျားထခိုင်းမှာပဲရမယ်ဖျားလင်းပေးမှာပဲရမယ်နော်ဖျားထမှာပဲရဖျားလင်းပေးမှာပဲရမယ်ဒါယေရှုနာရောက်တဲ့ဖျားရှင်ကောင်းအဲ့ဒီဖျားကိုရဖို့အတွက်နော်အိတ်တရှင်တော်ဘုညောရဖို့အတွက်အားလေး15ပါတွန်းဝင်ပါဖျားမရခင်ရတယ်ခေါ်ပါထူးပါလိုက်ပါတော့နားထောင်လို့ရတယ်လေးလာလို့ရတယ်ဒါပေမဲ့ရှောက်မပြောနဲ့စင်ကျင်ပါနော်စင်ကျင်ပါနော်ဘယ်သူကဟုတ်တယ်မပြောမနေစင်ကျင်ပါကို့မှာအသက်ဖြစ်လာမှဖះရောက်လာမှနော်ဖះရောက်လာတော့ကျွန်တော်မပြောသေးဘူးဖះပြောခိုင်းမပြောပါအာမင်ဟာလေလုယာယေရှုနာမရောက်တဲ့ဖះရှင်ကောင်းကြပါစေ God bless you အာမင်